တိုင်းပြည်တစ်ခုမှာဒုက္ခသီးတစ်ယောက်အဖြစ်နေထိုင်ရင်းနဲ့ကိုယ့်ရဲ့နေစဉ်ဘဝကိုရုန်းကန်နေရတဲ့အခြေအနေကိုတကြလောက်မြင်အောင်ကြည့်ကြအောင်ခင်ဗျ ဟုတ်ကဲ့ အဲ့ဒီလိုအချိန်မှာရုတ်တရက်မတော်တဆအမှုတစ်ခုဖြစ်လာတယ်ဒါမှမဟုတ်ပြင်းထန်တဲ့ကြားမရဲ့ပြဿနာတစ်ခုကြုံလာတယ်ဆိုပါစို့ စီကူတော့စကြိတ်တီကကိုစုထားတဲ့မြလေးကိုချက်ချင်းကုံသွားစေနိုင်တယ်အကျွေးတွေပါညင်သွားနိုင်တယ်ဒီအခြေအနေကစိုးထွားနိုင်တယ်လी ကဲခက်ခဲတဲ့အခြေအနေပါပဲရှင် ဒီနေ့မှာတော့အဲ့ဒီလိုစိန်ခုံမှုတွေအတွက်မလေးရှားနိုင်ငံမှာရှိတဲ့အဖြစ်တစ်ခုအကြောင်းကိုစစ်ဆက်လေ့လာကြည့်ကြပါမယ် ဟုတ်ကဲ့ Refugee Malaysia website ကနေရရှိထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ REMI တွေလို့ခေါ်တဲ့ဒုက္ခသည်တွေတဲ့ကျင်းမာရေးအာမခံအကြောင်းကိုဆွေးနွေးသွားမှာပါခင်ဗျာ ဟုတ်ပါတယ်ရှင်ဒီနေ့ဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကဒီအမခံကပ်ပြားပေါ်ပါစားတွေကိုဖတ်ပြတာတတ်တော့မဟုတ်ပါဘူး ဟုတ်ကဲ့ ဒီအစီအစဉ်ကတကယ်တည်းမှာဘလောက်ထိအကာအကွယ်ပေးနိုင်တယ်လဲသူ့ရဲ့အားတာချက်တီကပါရီလဲတစ်ချိန်တည်းမှာပဲဘလို့ကန်တဲ့ချက်တီအားနေချက်တွေရှိနေနိုင်တယ်လဲဆိုတာကိုနားလေဟိုစူးစမ်းကြမှာပါ မှားပါတယ်လက်တွေ့ကြတဲ့တုံးတက်ချက်တစ်ခုပေါ့ ဟုတ်ပါတယ်ဒါကအာမခံအကြောင်းတက်တက်ပဲမဟုတ်ဘူးလေတကယ်လက်တွေ့မှာအားနေတဲ့အတိုင်းဝိုင်းတစ်ခုကိုဘလို့မျိုးအထောက်အကံပေးနေတယ်လဲဆိုတော့စနစ်တစ်ခုလုံးကိုလိလာကြည့်တာနဲ့တူတူပါပဲ စိတ်ဝင်စားစရာပဲ UNHCR ရဲ့ထောက်ခံမှုနဲ့ Alliance လိုအာမခံကုမ္ပဏီကြီးတစ်ခုကပံ့ပိုးပေးထားတဲ့အတွက်ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါရှင် ကဲဒါဆိုအခြေခံကနေစလိုက်ကြအောင်ခင်ဗျာ remedy ဆိုတာပါလေဘာကြောင့်ဒီလောက်ရေးကြည့်နေရတာလဲ အလွယ်ဆုံးပြောရရင် remedy ဆိုတာကမလေးရှားနိုင်ငံက UNHCR အတိမပြုဒုက္ခတရင်တွေအတွက်တီးတောင်ဖန်တီးထားတဲ့ကျန်းမာရေးနဲ့မတော်တဆထိခိုက်မှုဆိုင်ရာအာမခံတစ်ခုပါပဲ အဓိကကတော့ဂျမရည်နဲ့မတော်တဆမှုပေါ့နော် ဟုတ်ပါတယ်မျိုးလေးမထားတဲ့ဆေးခုသက်စရိတ်ဒီကြောင့်ဗနာရဲအရာပြိုလဲမသွားအောင်ကာကွယ်ပေးနိုင်ဖို့ကသူ့ရဲ့အဓိကရည်ရွယ်ချက်ပါပဲတနင်္စာ premium ချေကမလေးရှားယင်ဂစ်183.60ကျတင်ပါတယ်ချင်း ဒီနေ့လုံးဝအတွက်183.60ဆိုတော့ ဟုတ်ကဲ့183.60ပါ တွက်ကြည့်လိုက်ရင်တရက်ကိုရင်ကြီးတဝက်တောင်မရှိဘူးတော်တော်လေးကိုတန်တယ်လို့ပြောရမယ် ဟုတ်တယ်နော် အဲ့ဒီလောက်နေတဲ့ပမာဏနဲ့ဒီလောက်ကြီးရဲ့အကာအကွယ်မျိုးရတယ်ဆိုလားအန်အိုစရာပဲဒီအစီအစဉ်ရဲ့နောက်ွယ်မှာဘယ်လိုမျိုးတွေးခေါ်မှုလဲရှိနေမလဲခင်ဗျာ အဲ့ဒီအချက်ကတကယ်ကိုအဓိကကြပါတယ်ရှင်တရက်ကိုကော်ဖီတစ်ခွက်ဖို့တော့မရှိတဲ့ပမာဏနဲ့အေးရဲပေါ်ချင်းနေတဲ့အတွက်စိတ်အေးရစေမယ့်အကာအကွယ်တစ်ခုကိုဖန်တီးပေးထားတာပါ ဟုတ်ကဲ့ ဒါက UNHCR နဲ့ Alliance တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်လာတဲ့အဓိကအားသာချက်ပဲသူတို့ကအကျိုးအမြတ်ကိုအဓိကမထားပဲအခြေခံကြတဲ့လူမှုပဒရတာကိုပေးနိုင်ဖို့အာရုံစိုက်ထားတဲ့အတွက်ဒီလိုဈေးနှုန်းနဲ့ဖြစ်နိုင်ကြတာပါ အကျိုးအမြတ်အတွက်မဟုတ်တဲ့ပုံစံမျိုးပေါ့ အဲ့ဒီလိုသဘောမျိုးပါပဲပြီးတော့ဒါဟာမလေးရှားမှာ UNHCR ကတရားဝင်အတိအမှပြုထားတဲ့တစ်ခုတည်းသောဒုက္ခတွေအမှားခံအစီအစဉ်လည်းဖြစ်ပါတယ်ချင်း ဒါဆိုရင်ဒီအစီအစဉ်ကိုဘယ်သူမဆိုဝယ်လို့ရတာလားတတ်မှတ်ချက်တွေရှိလားဥပမာအသက်အရွယ်ကန့်သက်ချက်မျိုးပေါ့ ရှိပါတယ်ရှင်တတ်မှတ်ချက်တွေကရှင်းပါတယ်ပထမဆုံးတဲ့အရေးကြီးဆုံးကတော့မလေးရှားနိုင်ငံမှာ UNHCR ကဒါမှမဟုတ် UNHCR ကထုတ်ပေးထားတဲ့တရားဝင်စာရွက်စာတမ်းတစ်ခုခုရှိရမှာမယ် ကတ်ဒါမှမဟုတ်စာရွက်စာတမ်းတစ်ခုခုပေါ့ ဟုတ်ပါတယ်ဒုက္ခတွေဖြစ်စေခိုလုံခွင့်တောင်းခံသူဖြစ်စေအကျုံးဝင်ပါတယ်နောက်တစ်ချက်ကတော့အသက်18နှစ်ကနေ60နှစ်အတွင်းဖြစ်ရမှာမယ် ကောင်းပြီအခုလူတိုင်းသိကျင်နေမယ့်အပိုင်းကိုရောက်လာပြီခင်ဗျာတရက်ကို ringgit ရက်သမ50လောက်နဲ့ဘယ်လိုအကျိုးခံစား권တွေတကယ်ရနိုင်မလဲစေယုံတက်ရပြီခွဲစိရပြီဆိုရင်ဘယ်လောက်ထိအကာအကွယ်ပေးနိုင်မှာလဲ ဒီကိန်းဂဏန်းတွေကအရေးကြီးပါတယ်ရှင်အထူးကအကျိုးခံစား권၄ချက်ရှိပါတယ် ဟုတ်ကဲ့ တစ်ခုကစေယုံတစ်ခါတက်ရင်အများဆုံးရင်ကတစ်ထောင်ထိအကျုံးဝင်ပါတယ် တခါတက်ရတောင်း ဟုတ်ပါတယ်ဒုတိယတစ်ခုကတော့တစ်နှစ်တာအတွင်းမှာစေယုံတက်တာနဲ့ခွဲစိတ်ကုတက်မှုတွေအားလုံးအတွက်စုစုပေါင်းအများဆုံးရင်က20တောင်းထိအကာအကွယ်ပေးပါတယ် တနည်းလုံးအတွက်နှစ်တောင်း တတိယအချက်ကမတော်တဆမှုကြောင့်တေဆုံးတာဒါမှမဟုတ်အများတဲ့မတန်ဆွမ်းဖြစ်သွားတာမျိုးအတွက်ရင်ကတစ်ထောင်ရရှိနိုင်ပါတယ် ဟုတ်ကဲ့ နောက်ဆုံးတစ်ခုကတော့မတော်တဆမှုကြောင့်ဖြစ်ခဲ့ပြင်ပလူနာစေကုတစရိတ်တွေအတွက်ရင်ကမထောင်းအထိပြန်ရနိုင်ပါတယ်ရှင် အဲ့ဒီတနည်းစာရင်ကနှစ်တောင်းဆိုတဲ့ကန့်သက်ချက်ကစိတ်ဝင်စားစရာပဲခင်ဗျ ဟုတ်ကဲ့ ဆိုလိုတာကလေမလေးရှားအစိုးရစီယုံမှာဖြစ်များတဲ့ခွဲစိတ်မှုတစ်ခုဥမာဥဝတ်တက်ရောင်တာခွဲတာမျိုးပေါ့ ဟုတ်ကဲ့ဥအတက်ခွဲစိတ်မှုမျိုး အဲ့ဒါမျိုးအတွက်ကုန်ကြစိတ်နဲ့ရှင်ရင်ဒီပမာဏကတကယ်ရောလုံလောက်ရလားခင်ဗျဒါမှမဟုတ်ဗနာရဲ့ရလုံးဝမပြိုးလဲသွားအောင်ထောက်ကူပေးတဲ့အတိုင်းတာလောက်ပဲလား ဒါကအရင်ကောင်းတဲ့မိကုံးပါရှင်ရင်က20ထောင်ဆိုတာကအစိုးရစေယုံတွေမှာလိုရတဲ့ခွဲစိတ်မှုတော်တော်များများအတွက်ဆိုရင်လုံလောက်တယ်လို့ဆိုနိုင်ပါတယ် ဟုတ်လား ဟုတ်ပါတယ်
ဥပမာအိုတက်ခွဲစိတ်တာလိုမျိုးဆိုရင်ဒီပမာဏနဲ့အပြည့်ဝနီးပါးကမိနိုင်ပါတယ်ဒါပေမဲ့နှလုံးခွဲစိတ်တာလိုမျိုးအယမ်းကိုရှုပ်ထွေးပြီးကုန်ကြစီများတဲ့ကုသမှုတွေတွေ့ဆိုရင်တော့ဒီပမာဏကအပြည့်ဝလွမ်းခြုံနိုင်မှာမဟုတ်ပါဘူး အဲ့ကြရင်တော့ကိုယ့်ဘက်ကဆက်ရမှာပေါ့ ဟုတ်ပါတယ်အဲ့ဒီအခါမှာတော့ဒါဟာဗနာရေးဝင်းထဝင်ဖို့ကိုတိတိတတာရှော့ချပေးနိုင်တဲ့အရေးကြီးတဲ့အထောက်အကူတစ်ခုဖြစ်သွားတာပေါ့လုံးဝမရှိတာနဲ့ဆိုင်ရင်တော့အများကြီးထူးသွားပါရဲ့ရှင် ဟုတ်တာပေါ့ကဲစေယုံတက်ချင်းနဲ့ခွဲစိတ်ကူတာမှုဆိုတဲ့ကောင်းစင်ကကြည်ရပြန့်တယ်ခင်ဗျအသေးစိတ်မှာပဲအရေးကြီးတဲ့အချက်တွေရှိနေတတ်တယ်ဥပမာစေယုံအခန်းကလာအကျုံးဝင်လာ ဝင်ပါရဲ့ရှင် ခွဲစိတ်ဆရာဝန်ကိုတီးတန့်ငှားရတဲ့ဇေဒီကောဘယ်လိုလဲလူနာတင်ကားကလိုမျိုးအသေးအဖွဲချင်ရပါမယ်တကယ်တမ်းကုန်ကြနိုင်တဲ့ဇေဒီပါတယ်လား ဟုတ်ကဲ့အဲ့ဒီအသေးစိတ်တွေကအရေးကြီးပါတယ်ဒီအာမခံကအစိုးရဆေးရုံရဲ့တတိယတန်း third class အခန်းမှာရက်30အထိတရုတ်ကုသခွင့်ကိုအကျုံးဝင်ပါတယ် ရက်30အထိ ဟုတ်ပါတယ်တရက်ကိုအများဆုံးရင်းဂစ်60အထိသတ်မှတ်ထားပါတယ်အထူးချက်မှတ်ကုသဆောင် ICU မှာဆိုရင်လည်း15ရက်အထိအကျုံးဝင်ပါတယ်ရှင် ICU လည်းပါတာပေါ့နော် ဟာပါတယ်ဒါပြင်ခွဲစိတ်ခန်းအသုံးပြုခခွဲစိတ်ဆရာဝန်ခမေဆေးဆရာဝန်ခတွေလည်းကုန်ပါပါတယ် ဩပြီးဆုံးတာပဲ ဆေးရုံတက်နေစဉ်အတွင်းမှာဆရာဝန်နဲ့အထူးကုဆရာဝန်တွေရဲ့လာရောက်ကြည့်ရှုစစ်ဆေးခါတွေလည်းအကျုံးဝင်တယ်ခုနကမေးသွားတဲ့လူနာတင်ရင်ခကိုလည်းကာမိပါတယ် အတော်ပဲ ဒါကြောင့်အရေးပေါ်အခြေအနေတစ်ခုအတွက်လိုအပ်တဲ့အဓိကအကုန်ကြစိတ်တွေကိုတော်တော်လေးခြုံငုံမိအောင်စီစဉ်ထားတာတွေ့ရပါတယ်ရှင် အကျုံးဝင်တဲ့အချက်တွေကိုကြည့်ရင်တော့ပြည့်စုံတယ်လို့ပဲဒါပေမဲ့အာမခံတိုင်းမှာလို့ပဲအကျုံးဝင်တဲ့ချက်တွေကန့်တက်ချက်တွေဆိုတာရှိစမြဲပဲလေ တေးချတာပေါ့ရှင် အဲ့ဒီအချက်တွေကလူတစ်ယောက်ကိုအကာအကွယ်ပြည့်ဝရမယ်လို့ထင်မှတ်မစေနိုင်တယ်ဒီအာမခံမှာဘယ်လိုမျိုးအဓိကကန့်တက်ချက်တွေရှိရလဲခင်ဗျာ တေးချတာပေါ့ဒါကအရင်အရေးကြီးတဲ့ဘိုင်းမှာအဓိကအကျုံးမဝင်တဲ့အချက်တွေကိုသိထားဖို့လိုပါတယ်ပထမဆုံးကတော့ဒီအာမခံဟာမလေးရှားအစိုးရစီးရုံတွေအတွက်ချက်ပါတယ် အစိုးရစေယုံအတွက်ပဲနော် ဟုတ်ပါတယ်ပိုကလိကစီးရုံတွေမှာအကျုံးမဝင်ပါဘူးနောက်တစ်ခုကစီးရုံတက်စရာမလိုတဲ့ပြင်ပလူနာကုသမှုတွေ outpatient treatment တွေမပါဝင်ပါဘူးဥပမာရိုးရိုးဖျားနာတော့ဆေးခန်းထွက်ပြတာမျိုးပေါ့ ဟုတ်ကဲ့အာမခံမထားခင်ကတည်းကရှိနေတဲ့ယောဂါတွေခေါ်ဘယ်လိုလဲဒါကလူတော်တော်များများအတွက်အကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်နိုင်တယ်ခင်ဗျာ အဲ့ဒါကအတိအကျပါပဲအာမခံဝေါ်ဟာရနဲ့ပြောရင် pre-existing illness ပေါ့ ဟုတ်ကဲ့ အာမခံမဝယ်ခင်ကတည်းကကိုယ်မှရှိနေမှန်းသိပြီးသားယောဂဝေဒနာတွေအတွက်ကုသစရိတ်ကိုဒီအာမခံအကားပါမပေးပါဘူးရှင် ဩ ဥမာပြောရရင်တရုတ်ယောဂအာမခံမဝယ်ခင်ကားတဲ့ကတိပြီးသားနှလုံးယောဂရှိနေတယ်ဆိုရင်အဲ့ဒီနှလုံးယောဂအတွက်ကုသဆေးကိုတော့ဒီအာမခံကအကျုံးမဝင်ပါဘူးဒါကအတက်နဲ့မျောလင့်ပဲဖြစ်လာတဲ့ကျန်းမာရေးပြဿနာတွေအတွက်အထူးရည်ရွယ်တာပါ ဒါဆိုရင်အဲ့ဒီအချက်အပြင်တခြားစောင့်ကြည့်ရမယ့် waiting period လိုမျိုးတွေကိုရှိသေးတာခင်ဗျာ ရှိပါတယ်ရှင်အာမခံစတင်အတက်ဝင်ပြီးပထမရက်120အတွင်းမှာဖြစ်ပွားတဲ့နှလုံးနဲ့သွေးကြောဆိုင်ရာယောဂတွေအလုံးနဲ့ကင်ဆာယောဂအလုံးအတွက်လည်းအကျိုးမဝင်ပါဘူး လေးလလောက်စောင့်ရမှာပေါ့နော် ဟုတ်ပါတယ်ဒါကအာမခံစနစ်တွေမှာအဖြစ်များတဲ့ကာကွယ်မှုတစ်ခုပါအာမခံကိုယောဂဖြစ်ခါနီးမှာကပ်ပြီးဝယ်တာမျိုးကိုရှောင်ရှားဖို့ပါ ဟုတ်ကဲ့နားလဲပါတယ် တခြားအကျုံးမဝင်တဲ့အသေးစိတ်အချက်တွေလည်းရှိပါသေးတယ်ဥပမာအလားအပဆိုင်ရာခွဲစိတ်မှုမတော်တဆမှုကြောင့်မဟုတ်တဲ့သွားနှက်ခံတွင်းကုသမှုကိုယ်ဝန်ဆောင်ကြီးနဲ့ကလေးမွေးဖွားခြင်းပြီးတော့စိတ်ပိုင်းဆိုင်ရာယောဂတွေလိုမျိုးပေါ့ နာကြီးမယ်နော် ဟုတ်ပါတယ်ဒါကြောင့်တတိယမြင့်မှာဖိုးပြထားသလိုပဲအသေးစိတ်အချက်လက်အပြည့်စုံအတွက်ကတော့ကိုယ့်ရဲ့အာမခံ policy စာချုပ်ကိုတေချာဖတ်ဖို့အရေးကြီးပါတယ်ရှင် အကျိုးခံစား권တွေနဲ့ကန့်သက်ချက်တွေကိုသိထားတာကတပိုင်းပေါ့ဒါပေမဲ့တကယ်တမ်းနေမကောင်းဖြစ်ပြီးစိတ်ဖိစီးနေချိန်မှာဒီကတ်ကိုလက်တွေ့အတုံးချရတာကလုံးဝမတူတဲ့အတွေ့အကြုံဖြစ်မှာပဲ ဟုတ်တာပေါ့ရှင် ကဲဥပမာတစ်ခုစဉ်းစားကြည့်အောင်ဆော်လူရဲ့လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့ဒုက္ခတိတအမတော်တဆဖြစ်ပြီးခြေထောက်ကျိုးသွားတယ်ဆိုပါစို့သူ remedy ကတ်ကင်ပြီးအစိုးရဆေးရုံကိုရောက်သွားတဲ့အချိန်ကနေဆေးရုံကဆင်းတဲ့ချီဘာတွေဖြစ်မလဲအဲ့ဒီလုပ်ငန်းစဉ်ကဘယ်လောက်လွယ်ကူတယ်လဲခင်ဗျာ အရန်ကောင်းမဲ့ဥမာပါရှင်အဲ့ဒီလူအထက်လုပ်ငန်းစဉ်ကဒီလိုဖြစ်ပါမယ်ပထမဆုံးသူအစိုးရစီယုံရဲ့အရေးပေါ်ဌာနကိုတွားရပါမယ် emergency ကိုပေါ့ ဟုတ်ပါတယ်စီယုံရောက်တာနဲ့မှတ်ပုံတင်ကောင်းတာမှာသူ့ရဲ့ remedy ကရဲ့ UNHCR စာရွက်စာတမ်းရဲ့ကိုပြရပါမယ်ဒါကသူဟာအချုံးဝင်တဲ့သူတယောက်ဖြစ်ကြောင်းသက်သေပြတာပါ ဆေးရုံဘက်ကတော့ဒီကတ်ကိုချက်ချင်းအတိမှတ်ပြရလားသူတို့အတွက်ဒီလုပ်ငန်းစဉ်ကယဉ်နီးပြီးသားလားခင်ဗျာ အစိုးရဆေးရုံတွေကဒီ Remedia အစီအစဉ်နဲ့ယင်းနှီးပြီးသားချေအောင်စီစဉ်ထားပါတယ်ရှင်ဆေးရုံကောင်တာကဝန်ထမ်းတွေကဒီစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးတော့ Alliance နဲ့ချိတ်ဆက်ထားတဲ့ Third Party Administrator TPA ကိုအကြောင်းကြားပြီးအတည်ပြုချက်ယူပါလိမ့်မယ်
အော်ကြားခံအဖွဲ့အစည်းတစ်ခုရှိသေးတာကို ဟုတ်ပါတယ်အတီးပြုတ်ပြီးသားနဲ့လူနာကိုဆင်းယုံတက်ဖို့စီစဉ်ပေးပါမယ်ဒီတော့ခုနကဥပမာတွေကလူဟာငွေကြေးအတွက်စိတ်ပူစရာမလိုပဲခြေထောက်ကျိုးတာကိုကုသဖို့အတွက်လိုအပ်တဲ့ခွဲစိတ်မှုတွေကုသမှုတွေကိုချက်ချင်းဆက်တင်ခံယူနိုင်မှာဖြစ်ပါတယ် ကုသမှုခံယူပြီးဆေးရုံဆင်းချင်မှာကဘယ်လိုလဲသူကပိတ်ဆင့်ကြိုဆိုင်ထားစေရလို့သလားဒါမှမဟုတ်အာမခံကုမ္ပဏီနဲ့ဆေးရုံကတိုက်ရိုက်ရှင်းသွားတာလား အများအားဖြင့်တော့လူနာကပိတ်ဆက်အများကြီးကြိုးစိုက်ထားစရာမလိုပါဘူးဒါကဒီအမခံရဲ့အဓိကအားသာချက်တစ်ခုပဲ ဒါကတော်တော်ဆင်ပြေတာပေါ့ ရင်းကို remedy ကိုတိုက်ပွင့်ပြီးရှင်းလင်းပေးပါလိမ့်မယ်ဒါမဲ့ဒီနေရာမှာအရန်အရေးကြီးတဲ့အချက်တစ်ခုရှိတယ်ရှင့် ဟုတ်ကဲ့ဘာမှဖြစ်မလဲ ခုနဆွေးနွေးခဲ့တဲ့အမကန်ကန်တက်ချက်ထက်ကြော်လွန်ပါတဲ့ကုန်ကြစရိတ်ကြီးဒါမှမဟုတ်ကျုံးမဝင်တဲ့ကုသမှုတွေအတွက်ကုန်ကြစရိတ်ဒီကိုတော့လူနာကကိုယ်တိုင်ပေးချေရမှာပါ အော်ဥပမာတစ်ခုလောက်ပြလို့ရမလားခင်ဗျာ ရပါတယ်ရှင်ဥပမာသူကတက်ကြရတဲ့အခန်းအစားပိုကောတဲ့အခန်းကိုရွေးလိုက်တယ်ဆိုရင်ဈေးနှုန်းကွာခြားချက်ကိုသူကိုယ်တိုင်ပေးရမှာပဲ တကယ်လို့အဲ့ဒီလိုကိုယ်တိုင်ပေးရမယ့်ပမာဏကများနေပြီးပေးဖို့အခက်အခဲရှိနေရင်ကောဘယ်လိုအကူအညီမျိုးရနိုင်သေးလဲ အဲ့ဒီချိန်နေတော့လည်းအကြံပြုချက်တစ်ခုပေးထားပါတယ်ရှင်ငွေပေးချေဖို့အခက်အခဲရှိရင် Malaysia Relief Agency MRA လိုမျိုးဖွဲ့စည်းတွေကိုဆက်သွယ်ပြီးအကူအညီတောင်းနိုင်တယ်လို့ဆိုပါတယ် MRA ပေါ့နော် ဟုတ်ပါတယ်သူတို့ကတူးချင်းရဲ့အခြေအနေပေါ်မူတည်ပြီးကူညီပေးနိုင်မလားဆိုတာကိုစဉ်းစားဆုံးဖြတ်ပေးပါလိမ့်မယ်ဒါကြောင့်အမခံတစ်ခုတည်းအပြင်တခြားအထောက်ပံ့ပေးမဲ့ကွန်ရက်တစ်ခုလည်းရှိနေတဲ့ဆိုတာကိုသိထားဖို့အရေးကြီးပါတယ်ရှင် ဒါဆိုရင်ဒီအချက်လက်တွေအားလုံးကိုခြုံငုံပြီးတုံးသက်ကြည့်အောင် RMD ဆိုတာကမလေးရှားကဒုက္ခတွေအတွက်အရေးပေါ်အခြေအနေတွေမှာစေကူထမှုစေအတွက်အဓိကအကာအကွယ်ပေးနိုင်တဲ့အရေးပါတဲ့အစီအစဉ်တစ်ခုဖြစ်တယ် ဟုတ်ပါတယ် ။ကုန်ကြစည်တက်တာတဲ့အစိုးရစေယုံတွေမှာအဓိကကုန်ကြစည်တွေကိုကာမိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းပုဂ္ဂလိကစေယုံမရတာရှိပြီးသားယောဂလေးမပါတာလိုမျိုးတိထားရမယ့်ကန့်တက်ချက်ကြီးလည်းရှိနေတယ်ပေါ့ ဟုတ်ပါတယ်ရှင်ပိုကျပြန့်နဲ့ရှုတော့ငနေကြည့်မယ်ဆိုရင်ဒါဟာအမခံ policy တစ်ခုထပ်ပို့ပါတယ် ။ဘယ်လိုမျိုးလဲခင်ဗျာ အတိုင်းဝိုင်းတစ်ခုအတွက်တည်ငြိမ်မှုနဲ့ပြေးခင်းလုံခြုံမှုကိုပေးနိုင်တဲ့အခြေခံစောင့်တစ်ခုကိုတိစောက်နိုင်တယ်လဲဆိုတဲ့စံနမူနာတစ်ခုပါပဲ ပူပေါင်းဆောင်ရွက်မှုတဲ့အတားချက်ပေါ့ ဟုတ်ပါတယ်ဒါဟာပြည့်ပြည့်စုံတဲ့အဖြစ်တစ်ခုတော့မဟုတ်နိုင်ပေမဲ့ဘာကောက်ွယ်မှမရှိတဲ့အခြေအနေနဲ့နိုင်ရှင်တဲ့အလွန်ကြီးမားတဲ့ခြားနာချက်ကိုဖြစ်စေပါတယ်ရှင် ။ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ IMED အာမခံရဲ့အလုပ်လုပ်ပုံအကျိုးကျေးဇူးနဲ့ကန့်သက်ချက်တွေကိုအသေးစိတ်လေ့လာခဲ့ကြပြီးပါပြီ။ဒီအာမခံကမျော်လင့်မထားတဲ့ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းဖို့ရည်ရွယ်တယ်ဆိုတာရှင်းပါတယ် ဟုတ်ပါတယ်ရှင် ။ဒီနေရာမှာဆက်ပြီးစဉ်းစားကြမယ့်ခွန်းတစ်ခုထွက်ပေါ်လာတယ်ခင်ဗျာ။ဒီအာမခံကအကျိုးမဝင်တဲ့အကြောင်းအရာတွေဖြစ်တဲ့ရှိနေပြီသားယောဂါတွေစီချိုးသွေးရိုးလိုနာတာရှိယောဂါတွေကိုပုံမှန်ကုသနေရတဲ့စရိတ်တွေဒါမှမဟုတ်စိတ်ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေအတွက်ကောဘယ်လိုလဲ ဒါတွေကရေရှည်လောက်အချက်တွေပေါ့ ဟုတ်ပါတယ်အရေးပေါ်အာမခံအစီအစဉ်ရဲ့ပြင်းပမှာရှိနေတဲ့ဒီလိုရေရှည်ကျန်းမာရေးလိုအပ်ချက်တွေကိုအားနည်းတဲ့အတိုင်းဝိုင်းဒီအနေနဲ့ဘယ်လိုစီမံခန့်ခွဲဖြည့်ရှင်းကြမလဲဒါကတော့ဆက်ပြီးစဉ်းစားစရာအချက်တစ်ခုပါပဲခင်ဗျာ